ဒီတခင်ကတော့သူ့ကြောင်လေးရဲ့ကောင်းထဲမှာအုံနောက်မရှိဘူးဆိုတာကိုတက်တည်ပြလိုက်ပါတယ်။တနေ့မှာကြောင်လေးလောင်ရင်လေးထဲမှာရှိနေကြတဲ့သူကအပြင်ဘက်ကနေအစာလှမ်းကြွေလိုက်ပါတယ်။အဲ့ဒီမှာကြောင်လေးကအစာကိုထဲကနေပဲလှမ်းစားနေပါတယ်။ထွက်ပေါက်ကိုမတိရလား။ဒါမှမဟုတ်ထွက်ရမှာပဲပြင်းတာလားတော့မပြောတတ်ပါဘူး။ဒါကိုကြည့်ပြီးတခင်ကသူ့ရဲ့ကြောင်လေးကညံမြန်းထိုင်းနေလားဆိုပြီးနည်းနည်းတန်တရားဝင်လာပါတယ်။ဒါနဲ့သူကကြောင်လေးကိုအန်ယူတက်စစ်ကြည့်ဖို့လုပ်လိုက်ပါတယ်။ဒါကတော့သူအကြိုက်ဆုံးဖြစ်တဲ့မုံလေးကိုမှန်စပွဲပေါ်မှာတင်ပေးချကြည့်လိုက်တာပါ။ပြီးတော့ဒီအော်တူဘလို့များယူမလဲဆိုပြီးစောင့်ကြည့်နေလိုက်ပါတယ်။ပထမတော့ကြောင်လေးကချက်ချင်းပဲမတ်တက်ထရလိုက်ပါတယ်။ပြီးတော့မုံကိုလက်နဲ့လှမ်းဆွဲကြည့်ပါတယ်။ဒါပေမဲ့သူလှမ်းယူလို့မမီပဲဖြစ်နေပါတယ်။ဒါနဲ့တခင်လည်းစပွဲကမြင်းလုံးနေလို့ဖြစ်မယ်ဆိုပြီးထင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တခင်ကစပွဲကုန်နှိမ့်လေးကိုပြောင်းပြီးထက်ဆန်းတက်ကြည့်လိုက်ပါတယ်။ဒါပေမဲ့လည်းကြောင်လေးကမှန်ရဲ့အောက်ကနေပဲအစာကိုလှမ်းစားဖို့ကြိုးစားနေပါတယ်။ဒီလိုတွေလုပ်နေတာကိုကြည့်ပြီးတခင်ကသူ့ကြောင်လေးကတကယ်ပဲညံမကောင်းတာလားလို့တွေးမိလာပါတယ်။အဲ့ဒီနောက်မှာတော့နောက်ထပ်တစ်မျိုးထပ်ပြီးဆန်းတက်ဖို့လုပ်လိုက်ပါတယ်။ဒါကတော့ဇာပေါက်လေးတွေပါတဲ့အစွပ်ကိုကြောင်လေးတွေရဲ့ကောင်းမှာဆွတ်ချလိုက်တာပါ။အဲ့ဒီမှာတခြားကြောင်နှစ်ကောင်ကအလွယ်တကူပဲသူတို့ကောင်းပေါ်ဟာကိုဆွဲချွတ်လိုက်ပါတယ်။ဒါပေမဲ့လို့ဒီကြောင်ဖြူလေးကတော့သူ့အတွက်ဘာမှမဖြစ်တယ်လို့ပဲအေးဆေးပဲနေပါတယ်။တခြားကြောင်တွေကိုမုံကျွေးကြည့်တော့လဲသူကမလှုပ်ပြန်ပါဘူး။ဒီကောင်တကယ်ပဲညံထိုင်းနေရလား။ဒါမှမဟုတ်ပြင်းနေရလားဆိုတော့တခင်ကဝေခွဲရခတ်နေပါတယ်။ဒါနဲ့ပဲသူ့ကြောင်လေးရဲ့ကောင်းထဲမှာဘာနေမျက်ရှိလဲဆိုပြီးဓာမီနဲ့ထိုးကြည့်ဖို့လုပ်လိုက်ပါတယ်။အံ့ဩစရာပါပဲ။သူ့ကြောင်လေးရဲ့ကောင်းထဲမှာဘာမှမရှိပဲအခွန်တက်တက်ကြီးဖြစ်နေရကိုတွေ့လိုက်ရပါတယ်။